ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမှာကျင်းပပြုလုပ်မယ်1941-1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့တက်ရောက်ဖို့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလာဦးဆောင်တဲ့မြန်မာအစင်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာဒီကနေ့မနက်ပိုင်းမှာအထူးလေယာဉ်နဲ့နေပြည်တော်တပ်မတော်လေဆိပ်မှထွက်ခွာပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးဦးဆောင်တဲ့မြန်မာအစင်မြင့်ကိုယ်စားလှယ်အဖွဲ့အောင်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစုံဝင်းနဲ့ဇနီးဒေါ်တန်တန်တွင်ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွင်နဲ့ဇနီးကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌကာကွယ်ဦးစီးချုပ်ရုံးမှအစင်မြင့်တပ်မတော်အရာရှိကြီးများနဲ့ဇနီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်ယုံစစ်တန်ယုံတို့မှတာဝန်ရှိသူများကလေဆိပ်မှပို့ဆောင်နှုတ်ဆက်ကြပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးနဲ့အတူကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးကောင်စီအဖွဲ့ဝင်များဖြစ်ကြတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးဒေါက်တာပါရွှေနဲ့ခွန်ဆန်းလွင်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေညှိနှိုင်းကိုကရေးမှုကြီးရည်လေဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးကာကွယ်ဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများဒုတိယဝန်ကြီးများစစ်ဖက်နယ်ဘက်မှတာဝန်ရှိသူများခရီးစဉ်မှာလိုက်ပါသွားကြပါတယ်ခရီးစဉ်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာ1941-1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်အခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားများသို့တက်ရောက်ခြင်းအခမ်းအနားသို့တက်ရောက်လာကြသူများနဲ့တိကျတွေ့ဆုံဆွေးနွေးခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ပြီးချစ်ကြည်ရေးခီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနဲ့ပြည်သူများအကြောင်းချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပုံမူတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အလားတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ကျူကျူလာဟာလည်းရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ်ဇယ်ဗလန်တီနီယာမတ်ဗီယန်ကိုနဲ့ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌမစ္စအန်နာနီစတာရိုဘာတို့နဲ့တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။